တရားဒေသနာဝင်ငါမီတိခါရရဆရာတော်ဒေါက်တာရွာဘလူသူရွေးချယ်ထားသည့်ကျမ်းမိုက်များကိုဖတ်ပါမယ်။ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်73ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်၏။ယောမဩဝါဒစာအခန်းကြီး7အငယ်21အဆိုးအားဖြင့်အရှုံးမခံနေအကောင်းအားဖြင့်အဆိုးကိုနိုင်လော။တရားဟောရာကျမ်းအခန်းကြီး31အငယ်8သင်ရှိ၌ထာဝရဘုရားသည်ကိုယ်တိုင်ကြွ၍သင်နှင့်ရှိတော်မူလိမ့်မည်သင်ကိုစွန့်တော်မမူပြစ်ထားတော်မမူမစိုးရိမ်နှင့်စိတ်မပြတ်နှင့်ဟုဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာပြောဆို၏ဖြစ်သမျှကြုံသမျှတွေးဆုံသမျှကိုမကြောက်ပါနဲ့ကိုတော့စောင့်ထင်းလိမ့်မည်ကျွန်တော်တို့ချီးမွမ်းသွားပါတယ်ကျွန်တော်တို့နေ့စဉ်ခီးလမ်းမှာကိုတော့စောင့်ထင်းလိမ့်မည်ဂတိတော်လည်းရှိခဲ့ပါတယ်ယေရမိအနာဂတိကျမ်းအခန်းကြီး3အခန်းငယ်20နဲ့23ကိုကျွန်တော်တို့ပြန်လေ့လာတဲ့အခါမှာထာဝရဘုရားသည်တနာတော်မူ၍ဂိယုဏတော်သည်မကုံသောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏နတ်နဲ့တိုင်းဂိယုဏတော်အသစ်ကိုခံရပြီးတစ္ဆာတော်သည်ကြီးမြတ်ပါ၏ကျွန်တော်တို့တက်တာမှာဘုရားသခင်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာတွေဟာဆိုရင်နေ့စဉ်ကြုံတွေ့ရသောအခက်အခဲများစိန်ခေါ်မှုများကိုကျွန်တော်ကြော်လွှားပြီးတော့ကျွန်တော်ရဲ့အသက်တာဘုရားသခင်ရဲ့ကောင်းကြီးနဲ့အသက်ရှင်ယခုထက်ဒီတိုင်နေ့စဉ်နှစ်တိုင်းဂိယုဏတော်အသစ်ယေရှုတော်အသစ်နဲ့ကျွန်တော်အသက်ရှင်နေရတဲ့အတွက်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ရှုစွာဘုရားသခင်ရဲ့ကြွယ်ဝသောကောင်းကြီးမင်္ဂလာကျွန်တော်လူတို့ကြံစည်၍မမြင်နိုင်သောငြိမ်သက်ခြင်းအပေါင်းတို့သည်ယနေ့ကြွရောက်၍ဘုရားသခင်ကိုချီးမွမ်းလျက်ရှိသောဓမ္မမိတ်ဆွေအယောက်စီတိုင်းပေါ်သို့တက်ရောက်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ပဲကျွန်တော်တို့တပတ်တာလုံး6ရက်တာလုံးမိမိအငန်းတာမိမိအလုပ်အကိုင်နဲ့တွာလာရတဲ့အခါမှာအခက်အခဲမျိုးမျိုးကြုံဆုံရတွေ့ရတယ် challenging ကျွန်တော်ရဲ့စိန်ခေါ်မှုတွေတည်းနဲ့တည်းမတူတာတွေလည်းတွေ့ရမယ်တူးနဲ့တူးစိန်ခေါ်မှုတွေကလည်းတူနေတာကျွန်တော်တို့တွေ့ရမှာမဟုတ်ပါဘူးဒါပေမဲ့တမန်ကျမ်းစာကကျွန်တော်တို့ဖတ်လို့ရှိရင်ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေကကျွန်တော်တို့စိန်ခေါ်မှုတွေဟာဆိုရင်တမန်ကျမ်းစာမှာအကုန်လုံးဖော်ပြထားတာတွေ့ရတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ဒီဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုမဝင်ငှခင်မှာကျွန်တော်တို့အသက်တာမှာစိန်ခေါ်မှုလူတိုင်းမှာရှိပါတယ်ကျွန်တော်ရဲ့စိန်ခေါ်မှုကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲစိန်ခေါ်မှုတွေဟာဒီဟာရှိတဲ့ဓမ္မမိတ်ဆွေရောက်စီတိုင်းလဲအတွက်ပေါ်မှာလဲတူနေမှာမဟုတ်ပါဘူးကျွန်တော်ဒီဟာကြွရလာတဲ့ဓမ္မမိတ်ဆွေလဲတူနဲ့တူဒီလိုကြုံတွေ့ရတဲ့အခက်အခဲမှာဖျားသခင်နဲ့တွားလို့ရှိရင်ဖျားသခင်စောင့်ထိန်ပေးမှာဖြစ်ပါတယ်ဒီနေ့ကဘာပေါ်မှာဖြစ်ပျက်တဲ့အကြောင်းအရာများအဖြစ်အပျက်များစိုးရင်ထိတ်လန့်မှုများတနိုင်ငံမတူပါဘူးကျွန်တော်တို့ထင်တာကျွန်တော်တို့နိုင်ငံတစ်ခုမှပဲဖြစ်နေတာလဲမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံမှာခံစားရတယ်တွေ့ကြုံရတယ်ကျွန်တော်တို့ကြီးကြီးမားမားကြုံတွေ့ခဲ့ရတာကြော်လွှားခဲ့ရတာနော်အများအားသတိရနေရတာ COVID-19 ပြီးတဲ့အခါမှာနိုင်ငံရေးရှုပ်ထွေးမှုပြီးတဲ့အခါမှာငလင်ဘေးရေဘေးကြုံတွေ့လာတာအကြီးမားဆုံးထင်ပေမဲ့ကျွန်တော်တို့နိုင်ငံတော်ကြီးကဲတူပြောလို့ခလုတ်တစ်ချက်လေးနှိပ်တာနဲ့တကဘာလုံးပြက်စီးမဲ့အရေးတွေလည်းရှိနေပါတယ်နော်ကျွန်တော်တို့တွေ့ရတယ်စိတ်ပူပန်တယ်ဒီယူကရိန်းနဲ့ရုရှားနဲ့ဖြစ်တယ်သူတို့လည်းအရေးမကြာခင်လေးမှာပဲဖြစ်သွားတယ်ကျွန်တော်တို့ကမ္ဘောဒီးယားနဲ့ထိုင်းအရေးတနိုင်ငံနဲ့တနိုင်ငံဒီလိုပဲအနောက်ဆုံး popular ဖြစ်ခဲ့တဲ့ Israel နဲ့ Iran အရေးဒီလိုပဲအမေရိကန်ဝင်ပါတဲ့အခါမှာအင်မတန်စိုးရင်စရာတွေဖြစ်လာတာတွေ့ရတယ်တူနဲ့တူကမလျှော့ပါဘူးဒါပေမဲ့ကျွန်တော်တို့အသက်ရှင်တာအခုတည်းအသက်ရှင်ခွင့်ပေးနေတဲ့ဖရာသခင်ကိုကျွန်တော်တို့ချီးမွမ်းဖို့လိုပါတယ်ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဒီကျွန်တော်တို့အသက်ရှင်တဲ့အခါမှာတွေ့ကြုံနေရတဲ့ကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေဟာကျွန်တော်တို့အတွက်အခွင့်အလမ်းတစ်ခုအဖြစ် positive view အပြုတ်သဘောဆောင်တဲ့ဘက်ကနေကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့အဓိကသခင်ခရစ်တော်ကျွန်တော်တို့ဖော်ပြခဲ့တဲ့အရာလေးတစ်ခု miracle ထဲမှာဖြစ်ပျက်ခဲ့တဲ့အရာလေးတစ်ခုယောဟန်အခန်းကြီး9ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာနော်ကျွန်တော်ဖတ်လိုက်တဲ့အခါမှာသခင်ခရစ်တော်သွားလာနေတဲ့အချိန်မှာမျက်မမြင်တူ
မျက်မြင်တူတွေ့တဲ့အခါမှာသခင်ခရစ်တော်ကိုလူတွေကစုံစမ်းနှောက်ယှက်ခြင်းတယ်သူ့ကို challenge လုပ်ခြင်းတယ်မေးခြင်းတယ်မေးခွန်းမေးလိုက်တဲ့မေးခွန်းကဘာလဲဒီမျက်မမြင်ကသူ့အပြစ်ကြောင့်မျက်လုံးမမြင်တာလားဒါမှမဟုတ်သူ့မိဘတွေကြောင့်ဒီလူကမျက်လုံးသူ့မိဘအပြစ်ကြောင့်မျက်လုံးမမြင်တာလားဆိုတဲ့မေးခွန်းမေးတဲ့အခါမှာသခင်ခရစ်တော်ကပြန်ဖြေလိုက်တဲ့စကားတစ်ခုကတော့ယောဟန်ခရစ်ဝင်ခန်းကြီး9အခန်းငယ်3မှာဖော်ပြထားတဲ့အတိုင်းပဲယေရှုကဤသူသည်သူ၏မိဘဒုစရိုက်ကိုမပြုဘဲဖျားသခင်အမှုတို့ကိုထိုသူ၌ထင်ရှားစေခြင်းကဤသို့ဖြစ်၏သူမိဘအဖြစ်လည်းမဟုတ်ဘူးသူအဖြစ်လည်းမဟုတ်ဘူးဖခမီးတော်ရဲ့ဘုန်းကိုထင်ရှားစေဖို့အတွက်သူဟာဆိုရင်ဒီမျက်သခင်ခရစ်တော်ကဒီမျက်မမြင်ကိုနောက်ဆုံးသူ့ရဲ့ရှွန့်နဲ့သူ့ရဲ့စတွေးနဲ့သူကပို့လိုက်ပြီးတော့ခုနပြောတဲ့ရေကန်သွားပြီးတော့မျက်နှာတက်ခိုင်းတဲ့ကမှာဒီလူမျက်မမြင်ကပြန်လဲကောင်းသွားတာဒါဘာဖော်ပြချင်လဲဆိုသခင်ခရစ်တော်အသက်ရှင်စဉ်မှာတဲ့နော်သူဟာဘာလဲဆိုပြီးဘာဖော်ပြသူ့စုံစမ်းခြင်း challenge လာလုပ်တဲ့အရာတစ်ခုကိုတဲ့တစ်ခုကိုဘာလုပ်လဲဆိုရင်ခုနပြောတဲ့သူပြောတာရှင်းရှင်းလေးဖခမီးတော်ရဲ့ဘုံဘုရားသခင်အမှုကိုထင်ရှားစေဖို့အတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့စိန်ခေါ်မှုတွေကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကကျွန်တော်တို့အခုထက်ထိတိုင်အသက်ရှင်တဲ့အခါမှာအခွင့်အလန်းကပါလဲဆိုရင်ကျွန်တော်တို့တွေရဆိုရင်ဖျားသခင်ယေရှုရဲ့ဘုန်းကိုထင်ရှားစေဖို့အတွက်ကျွန်တော်တို့အတွက်အခွင့်အရေးဖြစ်ပါတယ်ကျွန်တော်တို့ဝိညာဉ်ရေးရနဲ့ကြည့်မယ်ဆိုရင်ခုနချီးမွမ်းသွားတဲ့သချင်းတွေကိုကျွန်တော်တို့တည်တည်ချာချာကျွန်တော်တို့နားထောင်မယ်ဆိုရင်လည်းကျွန်တော်တို့ဘယ်နေရာပဲရောက်ဘယ်နေရာပဲသွားနော်သခင်ခရစ်တော်ရဲ့အလင်းပေါ်ပြဖို့လိုတယ်ခုနပဲလူငယ်များချီးမွမ်းသွားတယ် Can the world see Jesus in you in me သခင်ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာခရစ်တော်ရဲ့ဘုန်းအာနုဘော်ကျွန်တော်ရဲ့နှလုံးသားမှာသူများမြင်ရလားကျွန်တော်အသက်ရှင်ခွင့်ရတဲ့အခွင့်အရေးကိုကျွန်တော်တွေရဆိုရင်ဘုရားသခင်ရဲ့နော်ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်ပါတယ်ဒီအတွက်ကြောင့်ဘုရားသခင်ကိုကျွန်တော်ဘုန်းတော်ထင်ရှားဖို့အတွက်ဘုရားသခင်နဲ့အခွင့်အလမ်းပို့ဖို့နီးကပ်စေဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ဒီနေ့အမျိုးမျိုးစိန်ခေါ်မှုတွေကိုသူကခွင့်ပေးပြီးတော့ကျွန်တော်တို့စမ်းသပ်နေတဲ့အချိန်လေးဖြစ်ပါတယ်သူတို့ဘုရားသခင်နဲ့ပို့ဖို့နီးကပ်ဖို့အတွက်နောက်တစ်ခုကတော့ဘုရားသခင်နဲ့ကျွန်တော်တို့နေထိုင်တဲ့အခါမှာဝိညာဉ်ရေးရမှာယဉ်ကျေးဖို့အတွက်စုကျေးဇူးကောင်းကြီးမင်္ဂလာရရှိဖို့အတွက်ဘုရားသခင်ကဤစိန်ခေါ်မှုတွေကျွန်တော်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုသူကကျွန်တော်တို့ပေးပြီးတော့ကျွန်တော်တို့စမ်းသပ်နေခြင်းဖြစ်ပါတယ်ထို့အတွက်ကြောင့်ဒီနေ့ရွေးချယ်လိုက်တဲ့အကြောင်းအရာကတော့တစ်ချက်ကတော့စိန်ခေါ်မှုကဘုရားသခင်ခရစ်တော်ဘုရားသခင်ကတင့်ကိုပို့ပြီးသူ့နဲ့နီးစေတယ်စိန်ခေါ်မှုကတင့်ကိုဘုရားသခင်ကနော်သူ့ပို့ပြီးတော့သူ့နဲ့ပို့ပြီးနီးစေတယ်ဆိုတဲ့ပထမတစ်ချက်ကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဖိလိပ္ပိဩဝါဒစာခန်းကြီး၄ခန်းငယ်73မှာကျွန်တော်တွေ့ရတယ်ငါ့ကိုခွန်အားနှင့်ပြည့်စုံတော်မူသောခရစ်တော်အပြင်ခတ်သိမ်းသောအမှုတို့ငါတတ်ဆွမ်းနိုင်၏ဖိလိပ္ပိဩဝါဒစာဖိလိပ္ပိအသင်းတော်ကိုပေးလိုက်တဲ့တမန်တော်ကြီးရှင်ပေါလုဒီစာဆောင်အကြောင်းကိုပြန်လေ့လာတဲ့အခါမှာဒီတမန်တော်ကြီးရှင်ပေါလုက AD 60နဲ့62ခုကြားမှာသူက in prison သူကဒီထောင်ထဲမှာကြာနေတဲ့အချိန်မှာသူဩဝါဒစာဆောင်နော် prison letter နော်ထောင်ထဲကရေးတဲ့စာ၄ဆောင်ထဲမှာဒီဖိလိပ္ပိစာဆောင်ပါပါတယ်ထောင်ထဲမှာရေးခဲ့တဲ့စာကတော့အေဖက်ဩဝါဒစာဖိလိပ္ပိဩဝါဒစာခုနပြောတဲ့ကောလောသဲဩဝါဒစာဖိုင်လင်းမှုစာဆောင်တွေဖြစ်တယ်ဒီစာဆောင်တွေကိုပြန်လေ့လာတဲ့အခါမှာ तू ကဒုက္ခထဲမှာရှိနေတာတော့မှ तू ကဒီအသင်းတော်တွေကို तू ကဘာဖြစ်လဲဆိုခွန်အားပေးနေတယ်ဘာကြောင့်လဲ तू ဘယ်နေရာမှာပဲရှိဖျားသခင်ကသူ့ကိုပို့ပြီးသူ့နဲ့နီးစေတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့ရပါတယ်တမန်တော်ကြီးရှင်ဘောလုရင်ဆိုင်ခဲ့ရတဲ့ personal နော်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကမြောက်များစွာကျွန်တော်တို့ကောရိန္သုဩဝါဒစာဆောင်အခန်းကြီး7အခန်းငယ်16ကနေ73ကိုဖတ်တဲ့အခါမှာကျွန်တော်ရှင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းငယ်7ကကျွန်တော်ဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်သူဒုက္ခဘယ်နှခေါက်ရင်ဆိုင်ရလဲသူ့ရဲ့အပေါင်းအဖော်တွေသူ့ကိုဘယ်လိုသူ့ကိုနှောက်ယှက်ခဲ့တယ်လဲအဓိကကတော့ကျွန်တော်တို့ဒီကောရိန္သုဩဝါဒစာအခန်းကြီး7အခန်းငယ်24ကနေပြီးတော့25ကို
ဖတ်တဲ့အခါမှာသူဘယ်လိုဖော်ပြထားလဲ9ချိန်မြောက်အောင်ယူဒလူမှာနော်ဒဏ်ချက်39ချက်ယူဒလူအချင်းချင်းအရိုက်ခံရတယ်3ချိန်မြောက်အောင်နော်ချိန်လုံးနဲ့ရိုက်ခြင်းကို၎င်းတစ်ချိန်ကိုခဲနဲ့ပြည့်၍၎င်းငါခံရ၏3ချိန်မြောက်တင်မောပြက်ခြင်းကိုငါခံရ၏တစ်နေ့နေ့တညပတ်လုံးပင်လယ်ထဲမှာနေရ၏ကျွန်တော်ကြည့်တဲ့အခါမှာစက်ဖတ်မယ်ဆိုရင်ဘာတွေ့ရလဲဆိုရင်ခုနပြောတဲ့ဓမြတိုက်ခြင်းကိုလည်းခံရမယ်မြတ်သူမြစ်ကူးတဲ့အခါမှာဓမြတိုက်ခြင်းခံရမယ်ဒီစာရီကြွတဲ့အခါမှာလည်းအမျိုးမျိုးသူအမျိုးသားချင်းတွေသူ့နောက်ရှက်တာလဲသူခံခဲ့ရတာတွေ့ရတယ်အချိန်ပေါင်းများစွာလဲသူမအိပ်ပဲနေခဲ့ရတယ်ပြီးရင်အေးတန်အချမ်းတဲ့တန်အဝတ်မဲ့တဲ့တန်တွေဆင်းရဲခြင်းတန်ကိုသူခံရပြီမယ်သူ prison ထဲမှာတော့မှနော်ဒီတန်တွေကိုသူဘာကြောင့်လဲသူဖျားသခင်ခရစ်တော်နော်သူ့ကိုခရစ်တော်အားဖြင့်သူအားလုံးကိုသူအနိုင်ယူခဲ့တယ်ဘာကြောင့်သူကဖျားသခင်ကသူ့ကိုနီးစေခဲ့တယ်အချိန်ပေါင်းများစွာသူ့ကိုဒုက္ခပေးခဲ့တယ်ဒါပေမဲ့ခုနပြောလို့တစ်ခါလေဒုက္ခတွေ့တာနဲ့သူကဖျားနဲ့ပူနီးလာတာတွေ့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့အသက်တာမှာနော်ဤကဲ့သို့ခက်ခဲသောအခါများလဲကြုံခဲ့ပါကြုံတဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်ဖျားသခင်နဲ့ပို့ပြီးတော့နီးလာပါတယ်နော်ကျွန်တော်ရင်ဆိုင်ရတဲ့ challenges တစ်ခုကိုတွေးလို့ရှိရင်ကျွန်တော်တို့တွေဟာဖျားနဲ့ပို့နီးလာတဲ့အခွင့်အလမ်းကိုကျွန်တော်တို့ပို့ရပါတယ်ဒါခုနပြောတဲ့ကျွန်တော်ပြောတဲ့ပထမတမန်ကျမ်းစာမှာဖော်ပြထားတဲ့ရှင်ပေါလုရဲ့ဖျားသခင်ကသူ့ကိုနီးစေပြီးတော့သူ့အမှုကိုထမ်းစေခဲ့တာတွေ့ရတယ်သူထောင်ထဲမှာရောက်တဲ့ခါတော့မှသူ့ရဲ့ဒီဖိလိပ္ပိလူသားတွေဖိလိပ္ပိအသင်းသားတွေကိုလုံးဝသူ့အတွက်မပူပါနဲ့သူပြောတယ်မင်းတို့ရဲ့ဧဝံဂေလိတရားကိုဆက်ပြီးလုပ်ဖို့အတွက်သူတိုက်တွန်းခဲ့တာလဲတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ခက်ခဲတဲ့ဒီလိုမျိုးစိန်ခေါ်မှုများကြုံတွေ့တာဆိုရင်ဘာအခွင့်အရေးတစ်ခုရလဲဆိုရင်ဖျားသခင်နဲ့ပို့ပြီးနီးစေပါတယ်ကျွန်တော်ဥပမာတစ်ခုပေးခြင်းပါတယ်တကယ်အဖြစ်ပြက်ပါပဲနော်တကယ်အဖြစ်ပြက်ပါပဲဒါပေမဲ့နာမည်တော့မဖော်ပြတော့ပါဘူးဘာလို့ဆိုလို့ချင်းလဲဆိုရင်ကျွန်တော်တို့တင်းဥဆရာတော်ကြီးတပါးကျွန်တော်တချို့လဲကြားမယ်သူ့အကြောင်းလေးတော့ရေးတင်းဥဆရာကြီးတပါးသူဒီတင်းဥဆရာကြီးတွေတဲ့အတူတူကအလုတ်လုတ်တဲ့အခါမှာခုနကသူကအေးစစ်စစ်နဲ့သူလှုပ်ရတယ်သူနေရတယ်ပေါ့ပါပါပဲနော်ဒါသူဂျားရက်တင်မှာဆိုရင်ခုနပြောတဲ့လေလှုပ်ရာလှုပ်နော်သူလှုပ်တယ်ဖားရှာငါးရှာသူလှုပ်တယ်တောတဘာဝအတိုင်းသူနေတယ်ဒါပေမဲ့သူကအေးစစ်စစ်သူ့ဘဝကိုဖျက်တမ်းရတယ်ပေမဲ့နော်သူများအကူညီလို့ရှိရင်ခုနပြောလို့သူသွားတယ်လှုပ်ပေးတယ်ဘာအဆောက်အဦလို့လဲဆောက်တယ်သူမှလည်းအတတ်ပညာလေးတွေရှိတော့ခုနအဆောက်အဦတွေအလုပ်တွေသူလှုပ်ပေးတယ်နော်ဒါပေမဲ့သူတက်တည်ခန္ဓာအဲ့ချိန်မှာတဲ့သူကဖျားသခင်နဲ့တင်းဥဆရာဖြစ်မယ်ဖျားသခင်နဲ့မနီးတာကသူကအလုတ်ရမ်းများတဲ့ခါမှာလူမှုရေးတွေလှုပ်တာများတဲ့ခါမှာကျမ်းစာဖတ်ခြင်းနော်ခုနပြောတဲ့ဆုတောင်းခြင်းမှာသူကဝိညာဉ်ရေးမှာညော့သွားတယ်ဒါပေမဲ့သူသတိမထားမိဘူးနော်သူရဲ့တက်တာဘုရားသခင်ကသူ့ကိုနီးစရာဘလို့ခေါ်လဲသူပြန်ပြောပြတဲ့ခါမှာနေ့မှာတော့သူအဲ့လိုမျိုးအလုတ်သွားတဲ့ခါမှာလော့ကီလုတ်ပေါ့နော်ခုနပြောတဲ့အလေထဲမှာသွားတဲ့ခါမှာလူများသူ့လာရှာတယ်နော်ကျွန်တော်တို့အရက်ဖက်ကနေလာရှာတဲ့ခါမှာသူ့ကိုလာခေါ်တဲ့ခါမှာသူကလိုက်သွားတဲ့ခါမှာသူတရားစွဲခြင်းခံရတယ်ထောင်ကျခြင်းခံရတယ်နော်ထောင်ကျခြင်းခံရတယ်အဲ့ခါကျတော့နော်သူအယံကိုစိတ်တူတယ်သူကကောင်းတဲ့အမှုတွေပဲသူပြုတ်နေတယ်သူပြောတယ်သူတတိမထားမိဘူးပေါ့နော်ကောင်းတဲ့အမှုဖျားမှုလည်းသူပြုတ်နေတယ်လူသားတွေကိုလည်းသူကုညီနေတယ်ဘာကြောင့်သူထောင်ထဲရောက်ရလဲသူပြန်စဉ်းစားတယ်သူမပြောသေးဘူးအချိန်သူပထမဝင်ရတဲ့ခါသူအယံစိတ်တူစိတ်ထဲမှာဂတိကအောက်ဖြစ်တာပေါ့နော်ဂတိကအောက်ဖြစ်ပေမဲ့နော်သူနောက်ဆုံးသူဘာလုပ်လဲဆိုထောင်ကျတဲ့အခါမှာထောင်2နှစ်ကျသွားတဲ့အခါမှာသူကဖျားသခင်ကသူ့နဲ့နီးစေဖို့အတွက်သူဒီအချိန်များစွာရတယ်အပြင်အလုံးမရှိပါတမန်ကျမ်းစာကိုသူပုံမှန်ဖတ်တယ်2ခေါက်တစ်နှစ်2နှစ်တာတော့2ခေါက်3ခေါက်ထိသူဟာဖတ်ရတယ်ဝိညာဉ်ရေးပိုင်းဆိုင်ရာမှာလဲသူတမန်ကျမ်းစာကိုကောင်းကောင်းပြန်လေ့လာရတဲ့အခွင့်ကိုသူရတဲ့အခါမှာလဲကျွန်တော်တို့အချင်းထဲမှာထောင်ထဲမှာရှိတဲ့ယုံကြည်သူသားသမီးများကိုသူနှုတ်ကပတ်တော်များကိုဆရာတော်ဖြစ်တဲ့အတွက်ကြောင့်နှုတ်ကပတ်တော်များကိုသင်ဖို့သူများသူ့ကိုရွေးကောက်တယ်သူသင်ရတယ်နော်ခုနပြောတဲ့ communion ဘုရားသခင်နဲ့ခုနကျွန်တော်တို့ဒီလိုသူကcommunion စားတဲ့အခါမှာလဲသူကိုယ်တိုင်ဥဆောင်ပေးရတယ်လှုပ်ပေးရတယ်သူများတွေကသူ့ကိုမျှော်လင့်နေဒီဆရာကကြောက်တတ်တယ်ထောင်ကြတာလဲအရန်ကြောက်တတ်တယ်ဒါပေမဲ့ခုနပြောတယ်သူအဲ့ထက်မှာသူပျော်မွေ့သွားတယ်သူဘုရားသခင်သူ့
သူ့နဲ့နီးစေပြီးတော့ဘုရားသခင်သူ့ကိုသုံးတာပါလားဆိုသူသိတဲ့အခါမှာကျွန်တော်အပြင်မှာရှိတဲ့လူတွေကသူ့အတွက်ဆုတောင်းပေးတယ်နော်ဒီလိုပဲအသင်းသူအသင်းသားတွေကလည်းသူဒီလွတ်ငင်းနဲ့ထွက်မလားလွတ်ငင်းနဲ့ထွက်မလားဒါပေမဲ့သူကလွတ်ငင်းနဲ့လည်းမထွက်သူကနောက်ဆုံးရက်ပြည့်သူနေသွားတယ်အဲ့ခါကျသူများသူဘာကြောင့်ပြန်တွေးတဲ့အခါမှာလွတ်ငင်းနဲ့ပြန်သူအပြစ်မလုပ်ပင်မဲ့ခဏပြောတဲ့ဒီလွတ်ငင်းနဲ့မထွက်လာတာဘာကြောင့်လဲဆိုတော့သူများတွေကစတာပေါ့နော်စတာကျွန်တော်တို့ဆရာတော်ကြီးကအထင်းမှာတမန်ကျမ်းစာတင်ပေးတာမဆုံးသေးတဲ့အတွက်ကြောင့်မထွက်သေးတာတဲ့သူရက်ပြည့်တဲ့အချိန်မှာနေခဲ့ခြင်းတော့လေသူကပြန်ထွက်လာတယ်ဒါခုနပြောတယ်သူကသူ့ရဲ့တက်တည်ခံခြင်းမှာဘုရားသခင်နဲ့ဒါအခွင့်အလမ်းတစ်ခုနဲ့ဒီစိန်ခေါ်မှုဟာသူ့အတွက်ကြီးမားမယ်ဒါပေမဲ့သူကဘာပြန်သိရလဲဆိုအခွင့်အလမ်းတစ်ခုဖြစ်တဲ့သူကဆိုရင်ဘုရားသခင်နဲ့ပြန်ပြီးတော့နီးစပ်ခြင်းကိုသူတို့တွေ့ရပါဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့စိန်ခေါ်မှုဟာဘုရားသခင်เนาะကျွန်တော်တို့ပို့ပြီးသူနဲ့နီးစေတာတွေ့ရပါတယ်နေ့တစ်ချက်အခွင့်အလမ်းကတော့ဘာလဲဆိုရင်စိန်ခေါ်မှုများသည်သင်ရဲ့ဝိညာဉ်ရေးရကိုကြီးထွားစေတယ်เนาะစိန်ခေါ်မှုများကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရမှာကြီးထွားစေတယ်ကျွန်တော်တို့သဘာဝတရားဘုရားသခင်ဖန်ဆင်းတဲ့ကျွန်တော်တို့ခန္ဓာကိုယ်ပဲကြည့်ပါကျွန်တော်တို့ဒီခန္ဓာကိုယ်ဖွံ့ဖြိုးအတွက်เนาะအစားအစာစားရပါတယ်ထို့အတူပဲဒီခန္ဓာကိုယ်ကျန်းမာဖို့အတွက်လိကျင့်ကံလုပ်ရပါတယ်ကြီးထွားကလေးတယောက်ကမစော့မကစားပဲမစားဘဲနဲ့ဒီကလေးကမကြီးထွားလာပါဘူးဒီခန္ဓာကိုကြီးထွားလာဖို့အတွက်တဲ့နော်ဘာကြောင့်လဲဆိုကျွန်တော်တို့ကစိန်ခေါ်မှုတွေတွေ့အနစ်နာခံရတယ်နော်အနစ်နာခံတယ်ဒီ exercise လေ့ကျင့်ခန်းလုပ်ရတယ်ပြီးတော့ကျွန်တော်အသက်တာမှာနော်ဒီစိန်ခေါ်မှုတွေကိုခံနိုင်ဖို့အတွက်အတွေ့အကြုံအားဖြင့်နော်ယုံကြည်ခြင်းအားဖြင့်ဒီတန်တွေကိုခံနိုင်ဖို့အတွက်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ရပါတယ်ကျွန်တော်ဘဝမှာခါးသီးမှုများလဲကြုံရမှာရှိပါတယ်ဒီခါးသီးမှုကိုကျွန်တော်ပြန်ပြီးပြောင်းလိုက်ပါစိတ်ထဲမှာ positive အမြင်နဲ့ကြည့်တဲ့အခါမှာဒါငါ့ကိုလေ့ကျင့်ပေးနေတာပဲငါရဲ့ဝိညာဉ်နော်ငါရဲ့ဝိညာဉ်ကြီးထွားစေဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့တမန်ကျမ်းစာမှာပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီတရားဟောအကျမ်းအခန်းကြီး31အခန်းငယ်8မှာတင့်ရှင်မှာထာဝရဘုရားသည်ကိုယ်တိုင်ကြွရင်တင့်နဲ့ရှိတော်မူလိမ့်မည်တင့်ကိုစွန့်တော်မမူပြစ်ထားတော်မမူမစိုးရင်နဲ့စိတ်မပြတ်နဲ့ဟုဣသရေလလူမျိုးအပေါင်းတို့ကိုရှေ့မှာပြောဆို၏ဒီကျွန်တော်တို့တောလဲအကျမ်းအခန်းကြီး31ကမောရှေသူ့ရဲ့ပခုံးထမ်းတာဝန်ကိုယောရှုကိုသူကလက်ဆင့်ကမ်းရတော့မယ်ခါကြတော့ဣသရေလလူမျိုးတွေမှာဥဆောင်ဥရွက်ပြုရမယ်လူကတော့ယောရှုဖြစ်ပါတယ်ယောရှုသည်သူ့ရဲ့အတွေ့အကြုံခါးသီးတဲ့အတွေ့အကြုံသူကြုံတွေ့ခဲ့ရတဲ့ဖြစ်တယ်ပြီးရင်သူကရဲရင်ချင်းမှလည်းရှိခဲ့တယ်ဒါပေမဲ့သူဣသရေလလူမျိုးတွေသူဥဆောင်ပြီးတော့ဘုရားသခင်ဂတိတော်ထားရမည်ကိုသူကိုယ်တိုင်ဥဆောင်မဲ့အခါမှာသူကတခါတလေနော်တခါတလေတော့ခုနပြောတဲ့သူ့ရဲ့ challenges ကနည်းနည်းကြီးမှာပေါ့ဘာကြောင့်လဲဒီလူမျိုးတော်တွေကသူ့နဲ့အတူတူကဖြတ်တန်းလာခဲ့တဲ့လူမျိုးတော်တွေပဲဖြစ်တဲ့အခါကျတော့သူဥဆောင်မှာသူ့အတွက်နည်းနည်း challenges ဖြစ်တယ်ဒါပေမဲ့သူဟာဆိုရင်ဘုရားသခင်သူ့ကိုပြောတဲ့အတိုင်းပဲဘုရားသခင်ကကျွန်တော်တို့တွေကိုဆွမပစ်ပါဘူးဆက်လက်ပြီးတော့ဥဆောင်သွားမှာဖြစ်ပါတယ်ဆိုတာယောရှုအဖြစ်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ယောရှုအတွေ့အကြုံသူ challenges မှာဘယ်မှာသွားတွေ့ကြုံလဲဆိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီတောလေယာကျမ်းအခန်းကြီး73အခန်းငယ်1ကနေ33ကိုကျွန်တော်တို့ပြန်ဖတ်တဲ့အခါမှာမောရှေခေါင်းဆောင်များကိုရွေးပြီးတော့သူဟာဆိုရင်ဒီကာနာပြည်ထဲကိုဝင်ဖို့အတွက်သူဟာတရှု12ယောက်လူမျိုးတစ်မျိုးတွေရဲ့ခေါင်းဆောင်ဥဆောင်တဲ့ခေါင်းဆောင်တွေရဲ့ရဲရင်မှုကိုယူပြီးတော့ဒီလူ12ဦးခေါ်ပြီးတော့ခုနပြောတဲ့သွားပြီးလေ့လာခိုင်းတယ်လေ့လာခိုင်းတဲ့ကမှာဒီတရှု12ယောက်ကဘာပြန်လာယူလာလဲကြီးမားလာတဲ့တစ်သီးတွေစပစ်သီးတွေအများကြီးပဲယူလာတယ်မောရှေဘုရားသခင်ပြောတယ်နှုတ်နဲ့စီးတဲ့ပြားရည်နော်နိုင်ငံဒီနိုင်ငံပဲဖြစ်မယ်ဒါပေမဲ့ဒီ12ယောက်တရှု12ယောက်ထဲမှာ10ယောက်ကသူတို့တွေကကြောက်ရွံ့ခြင်းရှိတယ်ခုနပြောတယ်သူတို့အတွေ့အကြုံမှာဒီ challenges ကိုနော်ဒီစိန်ခေါ်မှုကိုသူတို့မရင်ဆိုင်ရဘူးကြည့်လူမပြောနဲ့အသီးအနှံနေတော့မှဒီလောက်ထိကြီးတယ်အနကလူမျိုးတွေကကျွန်တော်တို့တဲ့အစများစွာကြီးတယ်10ယောက်ထဲမှာဒါပေမဲ့ကြံတဲ့2ယောက်ကျွန်တော်တို့ခုနပြောတဲ့လူမျိုးစုထဲမှာယူဒအနွယ်ဖြစ်တဲ့ကာလက်အေဖရိမ်အမျိုးဖြစ်တဲ့အောရှေလို့ခေါ်တဲ့ယောရှုဒီ2ယောက်ကဘာပြောလဲချက်ချင်းပဲဒီနိုင်ငံဘုရားသခင်ကတို့ပေးထားတဲ့နိုင်ငံသွားမယ်ဆိုပြီးတော့သူကအကောက်လုံးစီးယုံပြီးတော့သူတို့
ဒီနိုင်ငံကိုနောက်ဆုံးအောင်နိုင်ခဲ့ကာနာပြည်ကိုကျွန်တော်ဝင်နိုင်တာတွေ့ရတယ်ဒီအတွေ့အကြုံကကျွန်တော်ခုနယောရှုကြုံတွေ့ခဲ့ရတာဥဆောင်ပြီးလုပ်ခဲ့ရတဲ့တွေ့ကြုံဒီလိုပဲကျွန်တော်ပြန်ဖတ်တဲ့အခါမှာသူဥဆောင်ရပြီးယောရှုမတ်စာထဲမှာကြည့်တဲ့အခါမှာယေရီခေါမြို့ကိုသွားတိုက်တော်မယ်ဆိုတော့သူကနောက်ဆုံးသူအတွေ့အကြုံပေါ်မူဒီသူစိန်ခေါ်ခဲ့တဲ့သူစိန်ခေါ်ချက်တွေရင်ဆိုင်ခဲ့ရမှုတဲ့အရာတွေထဲမှာတဲ့နော်သူ့ရဲ့စိတ်ထဲမှာယဉ်ကျေးမှုတွေရှိလာတဲ့အခါမှာသူနှစ်ဦးပဲတရှုံနှစ်ဦးပဲသူလွတ်လိုက်ပြီးတော့ခုနပြောတဲ့နော်ယေရီခေါမြို့ကိုတိုက်ခိုက်အောင်နိုင်တာတွေ့ရတယ်နောက်ဆုံးသူ့ရဲ့ဘဝအသက်တာကျွန်တော်လေ့လာတဲ့အခါမှာဘာတွေ့ရလဲဒီစိန်ခေါ်မှုတွေသူ့လူမျိုးတွေသူဥဆောင်ပြီးနောက်ဆုံးဒီဘုရားသခင်ပေးထားတဲ့ဂတိတော်မြေကိုဝင်သွားတဲ့အခါမှာသူကနောက်ဆုံးဘာပြောခဲ့လဲနော်သူ့နဲ့သူ့မိသားစုတွေဘုရားဝတ်ကိုပဲပြုတော့မယ်ဆိုပြီးတော့နောက်ဆုံးယောရှုကသူ့ရဲ့ရင့်ကျက်သောအသက်တာအသက်130မှာသူကနောက်ဆုံးသူ့ရဲ့နေမြေထဲမှာပဲသူခေါင်းချသွားတာကျွန်တော်တွေ့ရဖြစ်ပါတယ်ကျွန်တော်ယောရှုမတ်စာအခန်းကြီး1ကိုဖတ်တဲ့အခါမှာကျွန်တော်တွေ့ရပါမယ်သူယေရီခေါမြို့ကိုသွားမတိုက်ခင်မှာသူ့ရဲ့အတွေ့အကြုံဘုရားသခင်သူ့ကိုရင့်ကျက်သောအသက်တာသူစိန်ခေါ်သူ challenges ဖြစ်ခဲ့တဲ့အသက်တာတွေမှာသူဒီတရှုံနှစ်ဦးလေးကိုပဲလွတ်လိုက်ပြီးတော့နောက်ဆုံးသူတို့အောင်နိုင်ခြင်းကိုရတာတွေ့ရတယ်ဒါသူတို့ရဲ့အသက်တာတမကျမ်းထဲမှာဖော်ပြခဲ့တဲ့အသက်တာပဲကျွန်တော်တို့အသက်တာမှာစိန်ခေါ်မှုတွေရာဆိုရင်ကျွန်တော်တို့တရက်ပြီးတရက်နော်တသက်ပြီးတသက်ဗာလဲတနေ့ပြီးတနေ့ကျွန်တော်တို့ရဲ့အသက်တာရင့်ကျက်မှုနဲ့နော်ဘုရားသခင်ရဲ့ဖော်ပြထားတဲ့ဝိညာဉ်ရေးရာရင့်ကျက်မှုနဲ့အသက်ရှင်ဖို့ကျွန်တော်တို့အခွင့်အရေးပေးထားတာဖြစ်ပါတယ်ဒီဥပမာတစ်ခုပဲကျွန်တော်ထပ်ပေးခြင်းဒါတော့ခုနပြောတဲ့စစ်မှန်ခဲ့တဲ့ဥပမာလေးပဲကျွန်တော်ကြုံတွေ့ပြီးတက်တိခံခြင်းတယောက်စီကကျွန်တော်ရရှိကြားခဲ့ရတယ်လွန်ခဲ့တဲ့10နှစ်ကျွန်တော်ကျောင်းပြီးကစားနော်10နှစ်မကဘူးလွန်ခဲ့တဲ့အနှစ်20နေပါဘူး2004ခုနှစ်မှာကျွန်တော်မလိတ်ကျွန်းကိုကျွန်တော်သွားခဲ့တယ်မလိတ်ကျွန်းကိုသွားတဲ့အခါမှာကျွန်တော်ကိုလာကြိုတဲ့နော်လာကြိုတဲ့ကျွန်တော်သွားတဲ့အခါမှာဒီတဝဲကနေပြီးတော့ခဏပလောက်မှနေပြီးကျွန်တော်တညအိပ်ပြီးတော့မလိတ်ကျွန်းကိုသွားမယ်ခါကြတော့ဆက်လီနဲ့သွားတယ်အဲ့အချိန်မှာအဲ့ဆက်လီပို့တဲ့လူတယောက်ကနော်ဆက်လီပို့တဲ့လူတယောက်ကကျွန်တော်ပို့ပေးတယ်ဒါပေမဲ့ကျွန်တော်သိတဲ့အတိုင်းပဲဆက်လီမောင်းတဲ့လူကမိုးတဲ့လေထဲမှာဆိုတော့အေးအဒံခံနိုင်ဖို့အတွက်သူအမြဲသုံးဆွဲနေတဲ့သူရဲ့ဆေးဝါးတွေရှိတယ်ကျွန်တော်ပြောခဏကျွန်တော်ဘေးနားလူတွေကမခံနိုင်ဘူးပေါ့နော်အဲ့လောက်အထိကိုသူကအဲ့ခုနကျမ်းမာခြင်းဆေးတွေကိုသူကတောက်ထားတာတွေ့ရတယ်အဲ့ဒါပေမဲ့သူကသူ့ရဲ့ဆက်လီကောင်းကောင်းနဲ့ကျွန်တော်တို့မလိတ်ကျွန်းအထိကောင်းကောင်းပို့ပေးတယ်ကျွန်တော်တို့မှနေတယ်တစ်ဖက်မှာတင်တန်းပေးတယ်ပြီးတဲ့အခါသူပဲပြန်လာပို့တယ်ဒီခုနပြောသူအမြဲတမ်းနော်သူ့ရဲ့ကျမ်းမာရေးအရေးကိုသူတောက်ပြီးပြန်လာမှလိုက်တဲ့ခါမှာသူ့မှာဟိုမှာထောင်တော့အေးစစ်နေရတဲ့ခါမှာဒီတမန်ကျမ်းစာကိုသူလေ့လာရတာနှစ်အတော်အတွင်းမှာသူ့ရဲ့ဘဝအသက်တာရှင်းကျက်ပြောင်းလဲလာတယ်အသင်းတော်မှာဆိုလဲလိုအပ်တဲ့နေရာမှာသူကူညီတယ်ခုနပြောတဲ့ဒီအသင်းတော်ရဲ့ခုနပြောအတွေးရမှုနေရာမှာသူပြန်ပြီးတော့တာဝန်ယူတာတွေ့ရတယ်ဒါသူ့ရဲ့စိန်ခေါ်မှုသူအင်မတန်ကြောက်တယ်သူပြောတယ်ထောင်ဝင်ရမှာသူအင်မတန်ကြောက်တယ်သူ့ရဲ့လေတွေကိုလည်းရောင်းပြီးတော့အမှုကိုရအောင်လိုက်တယ်ဒါပေမဲ့ထောင်တော့ကျသွားတဲ့အခါမှာဘယ်လိုပဲဖြစ်ဖြစ်သူဖျားသခင်သူ့စီစဉ်ဒီ challenge ကိုသူကဘာဖြစ်လဲဆိုရင်သူရင်ဆိုင်တဲ့အခါမှာသူ့ရဲ့ဘဝအသက်တာမှာသူခုနပြောတဲ့ဖျားသခင်နှုတ်ကပတ်တော်ကိုနှစ်တိတိ50ခေါက်လောက်သူကဖတ်ရှုလေ့လာတဲ့သူပြောတယ်ပထမတစ်ခေါက်ဖတ်တယ်သူနားမလည်ဘူးတဲ့မဖတ်ချင်တော့ဘူးတဲ့ဒါတည်းသူ့အတွက်စုံစမ်းခြင်းဒီစိန်ခေါ်မှုတည်းပဲဒါပေမဲ့သူအားရကကြိုးစားထားဖတ်တယ်တဖြည်းဖြည်းနားလည်လာတဲ့အခါမှာဒီဖျားရဲ့နှုတ်ကပတ်တော်မှာသူပျော်မွေ့လာတဲ့အကြောင်းသူနောက်ဆုံးသူတက်တည်ခံတာတွေ့ရတယ်ဒါကျွန်တော်တို့ဘာပြောချင်တာလဲဘဝမှာကျွန်တော်တို့မလိုချင်သောစိန်ခေါ်မှုတွေဟာကျွန်တော်တို့ရင်ဆိုင်ရမှာဒီလိုရင်ဆိုင်တဲ့အခါမှာကျွန်တော်တို့တွေဟာဆိုရင်ဒီလိုရင်ဆိုင်ပြီးတဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ရေးရမှာရင့်ကျက်လာတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အသက်တာမှာကျွန်တော်တို့ကြုံတွေ့နေရသောအရာများကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်ဒီစိန်ခေါ်မှုများဆိုရင်ကျွန်တော်တို့အသက်တာမှာအောင်မြင်သောအခွင့်အလမ်းများဖြစ်ပါတယ်ကျွန်တော်ယောမဩဝါဒစာအခန်းကြီး7အခန်းငယ်21ကိုကျွန်တော်ကြည့်တဲ့အခါမှာအဆိုးအားဖြင့်အရှုံးမခံနဲ့အကောင်းအားဖြင့်အနိုင်ယူတော့ဒီတမန်ကျမ်းစာကိုဖတ်တာပါလေဆိုကျွန်တော်တို့ယနေ့ကြုံတွေ့လာရတော့အခက်အခဲများမှာကျွန်တော်ဒီယောမဩဝါဒစာအဲ့အခန်းငယ်21ကိုဖတ်တဲ့အခါမှာကျွန်တော်ဘာတွေ့ရလဲဆိုရင်ကျွန်တော်အခန်းငယ်9ကနေစဖတ်မှာဖြစ်ပါတယ်ဘာကိုဖော်ပြခြင်းလဲဆိုချစ်ချင်းမေတ္တာနော်ချစ်ချင်းမေတ္တာအောင်နိုင်ခြင်းချစ်ချင်းမေတ္တာအောင်နိုင်ခြင်းကျွန်တော်တို့ဘဝအသက်တာမှာဒီနေ့
ကျွန်တော်တို့တွေကစိန်ခေါ်မှုတွေရှိတယ်ကျွန်တော်တို့ထက်ငယ်သောအငယ်သောသူများလည်းရှိပါတယ်သူတို့အားမေတ္တာပြပါနော်ကျွန်တော်တို့တွေကအများကြီးမပြနိုင်သေးတိုင်အောင်သူတို့လိုအပ်သောအရာများကိုကျွန်တော်ပြဖို့လိုပါတယ်အဲ့ခါကျတော့ကျွန်တော်ပြတဲ့အရာတစ်ခုဒီသူတို့ဒီခုနကျွန်တော်တို့ကသူတို့မောင်းထုတ်တာလည်းမဟုတ်ဘူး against လုပ်တာလည်းမဟုတ်ပါဘူးเนาะကျွန်တော်တို့သူတို့ကို neglect လုပ်တာလည်းမဟုတ်ပါဘူးကျွန်တော်တို့သူ့ကိုချစ်ချင်းမြတ်တာအားဖြင့်ကျွန်တော်တို့သူတို့ရဲ့ဘဝအသက်တာကိုပြောင်းပေးဖို့ဖြစ်ပါတယ်ဒီစိန်ခေါ်မှုတွေဟာဆိုရင်ကျွန်တော်နေ့စဉ်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဘဝအသက်တာမှာခုနပြောတဲ့ဒီစိန်ခေါ်မှုဟာကျွန်တော်တို့အတွက်ဘုရားသခင်ပေးထားတဲ့လက်ဆောင်တွေအခွင့်အလမ်းတွေเนาะအငယ်ဆုံးသောသူကိုကူညီရသောအခွင့်เนาะဒီလိုပဲကျွန်တော်တို့မုန်းတဲ့လူတွေကျွန်တော်တို့တွေ့ရမှာပဲကျွန်တော်ခုနပြောတဲ့မုန်းတဲ့လူဆိုတာကျွန်တော်ရန်သူလို့တတ်မှတ်လိုက်တာဖြစ်တယ်နော်မုန်းတဲ့လူကကျွန်တော်ရဲ့ရန်သူပဲမျက်နာမကြည့်ချင်တော့ဘူးဒါပေမဲ့ကျွန်တော်အခန်းငယ်20ကိုဖတ်တဲ့အခါမှာထို့ကြောင့်သင်ဤရန်သူမွတ်သိပ်လင်လှုပ်ကြွေးတော့ရင်ငတ်လေတောက်เสียပေးတော့ထို့သောပြုလင်သူဤဥကောင်းပုံမှာမိခဲကိုပုံထားလိမ့်မည်သူဤဥကောင်းပုံမှာမိခဲကိုပုံထားလိမ့်သဘောကသူဘာကိုပြောချင်လဲဆိုရင်ကျွန်တော်တို့မုန်းသောသူရှိမှာကျွန်တော်တို့မုန်းသောသူရှိမှာကျွန်တော်တို့ရဲ့အခွင့်အလမ်းကောင်းကြီးမင်္ဂလာရှိတယ်နော်ကျွန်တော်ကြည့်လို့မရတဲ့လူရဲ့အနောက်မှာနော်ကျွန်တော်တို့ရဲ့ကောင်းကြီးမင်္ဂလာတွေရှိတာကိုဒီတမန်ကျမ်းစာကဖော်ပြထားတယ်ကျွန်တော်တို့မုန်းတဲ့လူကျွန်တော်တို့ပြန်ချစ်ပြမယ်ဆိုရင်ဒီလူရဲ့အသက်တာကသူ့အတွက်ပူလောင်နေလိမ့်မယ်ကျွန်တော်တို့ဒီနေ့ဘယ်သူတွေကိုမုန်းနေလဲနော်ကျွန်တော်တို့39ခုမြောက်သောစာလံကိုဖတ်ကြည့်ပါကျွန်တော်တို့မုန်းတဲ့လူရှိပါတယ်ဒါပေမဲ့ဒီခုနပြောမကောင်းတဲ့လူကိုကျွန်တော်တို့တွေကမုန်းဖို့မလိုပါဘူးကျွန်တော်တို့ရဲ့တက်တာမှာသူတို့တကယ်တမ်းနော်သူတို့အဖြစ်ကသူတို့မှာပြန်စီမယ်ကျွန်တော်တို့ကိုမေတ္တာပြမယ်မေတ္တာပို့မယ်ဆိုရင်သူတို့အနောက်မှာကျွန်တော်တို့မုန်းတဲ့လူရဲ့အနောက်မှာကျွန်တော်တို့ကောင်းကြီးမင်္ဂလာတွေပြည့်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အသက်တာမှာနေ့စဉ်ကြုံတွေ့ရသောနော်နေ့စဉ်ကြုံတွေ့ရသောစိန်ခေါ်မှုများသည်ကျွန်တော်တို့ရဲ့အခွင့်အလမ်းများဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ကြုံတွေ့ရသောစိန်ခေါ်မှုများသည်ကျွန်တော်တို့ဘုရားသခင်နဲ့သူနဲ့ပို့ပြီးနီးစေတယ်ကျွန်တော်တို့အားလုံးဒီမှာဆိုရင်ပို့ပြီးတက်တည်ခံနိုင်လိမ့်မယ်ပေါ့နော်ကျွန်တော်တို့ကိုဗစ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဘုရားနဲ့ဘယ်လောက်ထိနီးကြလဲပေါ့နော်ဘယ်လောက်ထိနီးကြလဲကျွန်တော်ဒုက္ခရောက်ဘုရားနဲ့ဘယ်လောက်ထိနီးကြလဲဆိုတာဒါဘုရားသခင်ကကျွန်တော်တို့စိန်ခေါ်မှုတွေပေးထားတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီစိန်ခေါ်မှုတွေဟာဆိုရင်ကျွန်တော်တို့ရဲ့ဘဝကြုံတွေ့ရသောစိန်ခေါ်မှုတွေကျွန်တော်ရဲ့ဘဝအသက်တာရင့်ကျက်လာပြီးတော့เนาะရင့်ကျက်လာပြီးတော့ mature เนาะကျွန်တော်ရဲ့အသက်တာကိုကြီးထွားစေမှာဖြစ်ပါတယ်။နောက်ကျွန်တော်ကြုံတွေ့လာတဲ့စိန်ခေါ်မှုများနေ့စဉ်အသက်တာမှာဆိုရင်ဘုရားသခင်ကကျွန်တော်တို့လက်ဆောင်များပေးထားပါတယ်။အငယ်ဆုံးသောသူကျွန်တော်တို့မုန်းသောသူကျွန်တော်ပတ်ဝန်းကျင်မှာရှိကြမှာဖြစ်ပါတယ်။ဒီလူတွေရဲ့နောက်မှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာရှိတာတွေ့ရတယ်။ဒါမှမဟုတ်နောက်ဆုံးကျွန်တော်အနေနဲ့ခုနကျွန်တော်တို့ကြားခဲ့ရတဲ့เนาะတက်တည်ခံခဲ့တဲ့ဓမ္မသချင်းတွေထဲမှာနော်လူငယ်များဆိုခဲ့တဲ့ Can the world see Jesus in you ကျွန်တော်ရဲ့အသက်တာမှာအသက်ရှင်သောအချိန်မှာစိန်ခေါ်မှုများတွေ့ရတဲ့အချိန်မှာဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်သောဖျားသခင်ရဲ့သားသမီးများခရစ်တော်ကိုယုံကြည်သောခရစ်တော်၏နောက်လိုက်ကောင်းမှဖြစ်စေနိုင်မှုအတွက်ကျွန်တော်အနေနဲ့ဒီမနေ့နည်းငယ်တိုက်တွန်းခွန်အားပေးလိုပါတယ်။